အခုမှဆိုရင်တော့ကျွန်တော် Roblox ရဲ့ Firefighter ဆော့သွားမှာပဲဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းနဲ့ဆော့သွားမှာပဲဖြစ်ပါတယ်ညက်မြက်ကပျောက်သွားလေကားမောင်းမယ်ထင်တယ်ဟုတ်တယ်ကားမောင်းမှာညက်မြက်ကကားမောင်းဆရာကြီးလေအရင်တော့ပြန်ကားရင်မောင်းလာဆိုတော့သိရမလားမိသက်ကားကိုပြန်ကားလို့မောင်းနေကောင်ပေါ့ဗျာသွားနေပြီရောက်တော့မယ်ထင်တယ်တိုက်ကြီးမီးလောင်လာလားဘာကြီးမီးလောင်လာလားမသိပါဘူးဗျာသွားနေပြီရှင်းနားမှာလားမသိဘူးရောက်သွားပြီဟာတော့ဘယ်လိုမီးရှိသွားလဲမသိဘူးမီးလောင်နေပြီအခုကျွန်တော်ဘာလုပ်ရမလဲဆိုတော့မီးတက်ရမှာပဲဖြစ်ပါတယ်ကျွန်တော်မီးတက်ဖို့သွားနေပြီဘယ်ဘက်သွားမလဲညာဟိုဘက်ထိုးလိုက်ဒီဘက်ထိုးလိုက်နဲ့ကျွန်တော်မီးတက်နေပြီမီးတက်နေပြီမီးကတိတ်မငြိမ်းဘူးဗျငြိမ်းနေငြိမ်းသွားပြီမီးတွေကိုထိမီးလောင်တတ်တယ်အားကြောင့်မီးနဲ့မထိဖို့ကျွန်တော်တို့ကြွတင်ကာကွယ်ထားရတယ်ဗျမီးငြိမ်းသွားပြီကျွန်တော်တငယ်ချင်းလည်းပြောင်းနေဘယ်နာမှလည်းမသိဘူးကျွန်တော်တငယ်ချင်းပြောင်းနေတယ်ဟယ်လိုမိသားစုကုံတော့လည်းမသိဘူးဘယ်ရောက်မှမသိဘူးချီသေးတယ်ထင်တယ်အများကြီးပဲတော်များတာပဲတော်မီလောင်တာထင်တယ်တော်မီလောင်တော့ဆိုတော့တော်များမှာပေါ့မိတက်နေပြီမိတက်စေဘူးကုံတော့မယ်မီလောင်သွားပြီရှစ်ပဲမီလောင်သွားပြီစကားတွေကမတော်ဘူးလောက်တာပဲမီလောင်သွားရင်တော့ဆုံးတော့ရှောင်းနိုင်မိကုန်ပြီမိသက်စီဘူးကုန်တော့မယ်တော့ရသေးဘူးဖင်မီလောင်သွားပြီရှစ်မီးငိမ့်ကမှငိမ့်သွားကျွန်တော်တို့မိသက်စီဘူးလည်းကုန်ဟန်နေပြီတဲ့မိသက်စီဘူးကုန်ဟန်နေပြီဘယ်နာကြီးကန်းနေလဲမသိတိပြီတစ်ပင်နေမီးလောင်သွားဆိုတော့ကြီးကန်းနေတယ်ပြန်သွားမှနေမှာပေါ့မိသက်စီဘူးကုန်သွားပြီဆိုတော့မီးလောင်သွားပြီfucking ပဲမီးလောင်သွားပြီဘယ်မှာသွားပြီးတော့မိသက်စီဘူးသွားဖြည့်ရမလဲမသိဘူးဘယ်နာမှမိသက်စီဘူးဖြည့်ရမလဲမသိဘူးတစ်ပင်ခေါ်လို့ရတယ်ပဲခေါက်ကြည့်ရင်ကောင်းလားမသိဘူးမိသက်စီဘူးကဘယ်လိုဖြည့်ရလဲမသိဘူးဗျမီးထက်လောင်သွားပြန်ပြီ fucking ပဲမီးလောင်သွားပြီမီးထက်လောင်သွားပြီမိသက်စီဘူးသွားဖြည့်မှာပဲဖြစ်ပါတယ်အခုကျွန်တော်ပစိမ်းကင်ပြီးတော့တစ်ပင်ခုံးရင်ကောင်းမလားသွားနေတာပဲဖြစ်ပါတယ်မိသက်စီဘူးသွားဖြည့်ကြမယ်မိသက်စီဘူးကလှည့်ရတာလားဖြည့်ရတာမသိဘူးမရသေးဘူးထင်တယ်ကုန်သွားပြီ fucking ပဲဘယ်တော့မှလဲဆိုတော့မိသက်စီဘူးပြန်ဖြည့်ရမယ်တဲ့မိသက်စီဘူးဖြည့်တာရမ်းကြတယ်ကောင်းမလားမနေပါဘူးမိသက်စီဘူးဖြည့်ပြီးတော့တော်မီတွတ်တတ်မယ်ကြာရွယ်ရမ်းကြတယ်
နောက်ဆုံးတော့နိုင်သွားခဲ့ပြီ finally နောက်ဆုံးတော့နိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းကိုလည်း subscribe လုပ်ပေးပါဦးလို့ဘာညာအားလုံးကျေးဇူးတင်ပါတယ် subscribe လုပ်ပေးပါဦး